ထိန်းချုပ်မရတဲ့ကားကမျက်မမြင်မျိုးသားကိုတိုက်မိတော့မလို့ပါဒီလိုမြင်တော့ကောင်မလေးကချက်ချင်းကားရှေ့ကိုပြေးသွားတယ်သူမကအိုးဖွက်ကိုဆွဲပြီးလမ်းဘေးကိုဆွဲခေါ်လိုက်တယ်ဒါကိုမြင်တော့လက်ထောက်ကလုံးဝအန်တာသွားတယ်ကောင်မလေးကသူ့တက်ကိုကယ်ခဲ့တာလို့ကိုဖွက်ကိုပြောတယ်စိတ်လှုပ်ရှားစွာနဲ့ကိုဖွက်ကကောင်မလေးရဲ့လက်ကိုကင်လိုက်တယ်သူပါဆူချစေခြင်းလဲမေးတယ်ကောင်မလေးကဘိုက်ပုတ်ပြီးအခုချက်ချင်းစားခြင်းတယ်လို့ပြောတယ်အဲ့ဒီနောက်ကိုဖွက်ကကောင်မလေးကိုသူ့အိမ်ခေါ်သွားတယ်တကားဝက်ရောက်တာနဲ့ကောင်မလေးကအိမ်ပေါ်မှာမကောင်းဆိုးဝါးအယောင်ဝါတွေရှိနေတာသတိထားမိတယ်သူမကမကောင်းဆိုးဝါးအယောင်ဝါတွေကိုမောင်းထုတ်ဖို့ချက်ချင်းပဲမော်ပညာနဲ့ဖျောက်ဖျက်လိုက်တယ်ဒါပေမဲ့ကိုဖွက်ကကောင်မလေးကသူ့ကိုကံကောင်းခြင်းတွေစောင့်ခြင်းပေးလိမ့်မယ်ဆိုတာမသိသေးဘူးအခန်းထဲမှာကောင်မလေးကအစာတွေကိုအငမ်းမရစားနေတယ်အိုးဖွက်ကသူမဘေးမှာထိုင်ပြီးညင်ညင်သာသာစကားပြောနေတယ်ဒါပေမဲ့ရုတ်တရက်ကောင်မလေးစကားပြောရက်သွားတယ်အိုးဖွက်ကသူမကိုရှာဖို့လင်းမြန်စွာလက်လန်းလိုက်တယ်ကောင်မလေးကအိပ်ပျော်သွားခဲ့တာကိုတွေ့လိုက်ရတယ်သူကကောင်မလေးကိုအိတ်ခမ်းထဲခေါ်သွားတယ်ညက်တန်းခေါင်ရံမှာကောင်မလေးနိုးလာပြီးကိုဖွက်ကသူ့ဘေးမှာလဲနေတာတွေ့လိုက်ရတယ်ဝမ်းသာအားရနဲ့ကိုဖွက်ကသူမကိုလက်ခံဖို့ဆန္ဒရှိတယ်လို့သူမထင်လိုက်တယ်ကိုဖွက်ကသူမကြောက်နိုးလာတယ်သူကကောင်မလေးကိုတိတ်တိတ်နေဖို့တိုက်တွန်းတယ်ဒါပေမဲ့ကောင်မလေးကသူ့လက်မောင်းရဲ့တန်းဝင်ပြီးဖေဖေလို့ခေါ်လိုက်တယ်